နော်ဒီကတော့လက်မခံတဲ့အများစုဆိုမှဘာသာရေးအတိုင်းဝိုင်းကနေများတာပေါ့နော်ဘာလို့လဲဆိုတော့ခြားဘာသာတွေမှာလည်းရှိတယ်ဗုဒ္ဓဘာသာမှာတော့အခြေခံပြီးပြောရင်တော့ကျွန်တော်တို့ LGBT တွေကအရင်ဘဝများသားများအောင်ဖျက်ဆီးခဲ့လို့ဘာလို့ဆိုတဲ့အယူဆတွေရှိတယ်အဲ့ရနောက်ဆက်တွဲမှာလက်မခံတာတွေရှိတယ်နောက်တစ်ခုကကျတော့ LGBT ဖြစ်တာနဲ့ HIV ဖြစ်မယ်ဆိုတဲ့ယူဆတွေတွေကြောင့်လက်မခံတာတွေအများကြီးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါအတွက်ကိုကျွန်တော်ပြောချင်တာကျွန်တော်ဘာသာရေးရဆိုလို့ရှိရင် LGBT ဆိုတဲ့ဥစ္စာမပြောနဲ့ဘုရားကကြားမတော်ခွဲကြတာကိုရုံးနဲ့နံဆိုပြီးတော့ပဲခေါ်လာတာပေါ့နော်အဲ့ဒီမှာကျွန်တော်ကကြားမနင်တို့ကအချောက်ဆိုပြီးတော့ထပ်ပြီးခွဲကြရဲဆိုတာလေဒါကလည်းဖြစ်တဲ့အယူဆတော့မဟုတ်ဘူးနောက်တစ်ခါကျတော့သူတို့ဘာလို့လက်မခံလဲပေါ့နော်ကျွန်တော်တို့ကို stigma တိုက်လောက်တာအများဆိုလို့ရှိရင်တော့ LGBT ဆိုတာလည်းဆောက်ပြီးရှေ့ပြရောက်မယ်ပြီးရင်ပုံဝင်ခြင်းထဲမှာဘလဲပြီးရလောက်မယ်လူတွေအတွက်နောက်ဆက်ဖြစ်စေတယ်ဆိုတော့အဲ့ဒီအမြင်တွေကနေလက်မခံဘူးဆိုတော့ကျွန်တော် community မှာလည်းငါတို့ကဒီလိုလူတွေမဟုတ်ဘူးငါတို့က LGBT ဆိုပြီးနဲ့ငါတို့က gay လို့ပဲပြောအချောက်လို့ပဲပြောကိုယ့်အနေနဲ့ကိုနေနိုင်တယ်ကိုယ်စွမ်းဆောင်နေတဲ့ကိုနေနိုင်တယ်ဆိုတော့လူတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့အချိန်တိုင်းတာကိုကြောက်ရင်တော့သူတို့လက်ခံမှုကျွန်တော်စူးစမ်းလို့ရလာမယ်လို့ပြောလို့